ဒီဗီဒီယိုမှာ sharing လုပ်ပြီးတော့မယ့်ဒီကန်းစာက concrete မီတာကျူကိုပေါ့နော် sketch မှာကြည့်ပြီးတော့မှဘယ်လိုမျိုးတွက်ရမလဲဆိုတော့ကို sharing လုပ်မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဒီအခီပုံပေါ့နော်ကျွန်တော် structure ပုံအရင်ဆွဲလိုက်တယ်ပေါ့နော်ဆွဲပြီးတော့မှအပိုင်း၄ပိုင်းပိုင်းလိုက်တယ်ပေါ့အပိုင်း၄ပိုင်းက slat ရယ် slat အဝဲရယ် bin ရယ် stair ဆိုမှအပိုင်း၄ပိုင်းပိုင်းလိုက်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့မီတာကျူတွက်မယ်ဆိုရင်တော့ feet ကျူအရင်ကြည့်ရတွက်ရမှာပေါ့နော်feet ကျူကြည့်မယ်ဆိုရင်ဘယ်လိုမလဲဆိုကိုတီးကျင်တဲ့ဟာကိုဆက်လက်မှတ်လိုက်တယ်ပေါ့နော်ဆက်လက်မှတ်ပြီးတော့မှ entity info မှာကြည့်ပြရမယ်ပေါ့နော် entity info မှာဘယ်လောက် volume ထွက်လဲပေါ့နော်ဒါဆိုရင်သူက feet ကျူနဲ့ထွက်လာတယ်ပေါ့နော် select 2တော့ကျွန်တော်က4ခွဲတုံးထားတယ်ပေါ့နော် select ရဲ့ volume က 323.5 feet ကျူရတယ်ပေါ့နော်ပြီးရင် select အဝဲကဘယ်လောက်မီတာဘယ်လောက် feet ကျူရလဲဆိုရင်တော့63.09 feet ကျူရတယ်ပေါ့နော်ပြီးရင် bin ရဲ့ volume ကဘယ်လောက်ရလဲဆိုရင်120.05 feet ကျူ stair ကကျတော့ 0.5 မီတာကျူလောက်လောက်ရတယ်ပေါ့နော် stair 19.26 feet ကျူရတယ်ဒါဆိုရင်ကျွန်တော်တို့ရလာခဲ့တဲ့ volume တွေကိုအကုန်ပေါင်းလိုက်မယ်ပေါ့နော်အကုန်ပေါင်းလိုက်မယ်ဆိုရင်ကျွန်တော်အဖြေတစ်ခုထွက်မယ်ပေါ့နော်ရရတဲ့အဖြေကိုကျွန်တော်တို့က 35.3 နဲ့စားလိုက်မယ်ဆိုတော့မီတာကျူရတယ်ပေါ့နော် 14.91 မီတာကျူရတယ်ပေါ့နော်